တော်ကြရဲ့တင်းတင်းဆဲရှိကိုစင်ပြချက်ကိုဖိတ်ခေါ်စပါရင်ခင်ဗျာကိုင်းနဲ့ချစ်သူတွေဖြစ်သွားပြီလေ ။တမီးအားရတဲ့လောက်သူ့ကိုအိမ်ခေါ်လာခဲ့မမေနဲ့မိတ်ဆက်ပေးတာဟုတ်ပြီလား ကဘာမြေကြီးမှာစွန့်ရည်ရှိရပါတော့အဲ့လိုပဲဆရာမစွန့်ရည်ရှိရလား ခင်ဗျာမေသမီးမေပေါ်မှာလားဟုတ်တယ်သမီးမေတက်တဲ့ဧည့်သည်ပါလာတယ်ခဏလောက်ဆင်းခဲ့ပါအော်အေးလာပြီပြောနေတာနားညင်း နင်ကခန်းစားချက်ကိုနည်းနည်းလေးငဲ့ကြည့်ပြီးတိတ်ကောင်းပါဗျာ မင်းကကိုင်းဆမ်စားနိုင်တာမျိုးသိပါ နင်ကနေမင်းသမီးတယောက်ဆိုတော့မမေ့နဲ့နော်နင်ဘာလုပ်နေရလဲတက်တက်ဆက်လက်ငါ့ကိုပြောစမ်းပါနင်ဘာလုပ်နေရလဲသမီးစုပဲစုချားနေမှာမအေးအပိုက်ကြီးရတယ်တော့သမီးရဲ့ချစ်သူတော့မှမရှောင်နိုင်တော့မင်းအဲ့လောက်တောင်ဖြစ်နေတာလား အကယ်ဒမီထူးချွန်စုပေးပွဲမှာဖြစ်ပျက်ခဲ့တဲ့နိုင်ငံကျော်အဆက်ကွဲမှုကြီးနဲ့ပတ်သက်ပြီးတော့တဲတဲဘာများပြောကြားခြင်းပါလဲ 高中分上学习完，看旅游，这是啥子的？我们去巴黎。